baby လေးတွေကိုသူ့ဘာသာသူပခတ်ထဲမှာအိတ်စေခြင်းနဲ့သူ့အိတ်ခမ်းနဲ့သူ့ကတင်လေးနဲ့သူအိတ်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးအတွက်ဆိုလို့ရှိရင်ဒီ sleep training လို့ခေါ်ရဲပေါ့နော်အိတ်ဆက်မှုကိုလေ့ကျင့်ပေးတာမျိုးကိုလုပ်ပေးလို့ရတယ်အဲ့တော့ sleep training လုပ်ပေးတဲ့ခါမှာဆိုရင်တော့ method တွေကတော့အများကြီးရှိတယ်နောက်ပြီးတော့သူကတော့ sleep training လုပ်တဲ့ခါမှာဆိုရင်ကောင်းကျိုးလေးတွေလည်းအများကြီးရှိရပေါ့နော်ကလေးကကြတော့သူ့ဘာသာသူအိတ်တယ်နောက်ပြီးတော့ကြီးကြားတာတွေနောက်ပြီးတော့တစ်ချိန်လုံးပေါ့နော်ချီသိမ့်နေရတာတွေပေါ့နောက်ပြီးတော့ကလေးကကြ weight တက်လာတဲ့အချိန်ဆိုရင်ဒီဘဲအချိန်မှာဆိုတော်တော်ဒုက္ခရောက်လဲဆိုတော့သွားပေါက်တယ် sleep regression ရတယ်8လကျော်ကနေပြီးတော့မှပေါ့နော်တနေ့ခွဲလောက်ထိမှာဆိုရင်မိဘတွေတော်တော်များဒုက္ခရောက်ကြတယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာဆိုရင်ကြတော့ကလေးကလည်း weight ကလည်းများလာတယ်အဲ့တော့အဲ့ဒါကိုခြေသိမ်းရတဲ့ချိန်တွေကလည်းကြာလာတယ်ပေါ့နော်နောက်ပြီးတော့လည်းခြေသိမ်းတဲ့ခါမှာဆိုတော့တော်အောင်နဲ့မအိတ်တော့ sleep regression တွေရလာတယ်အဲ့ချိန်ကြာမှာ sleep training လုပ်မယ်ဆိုလို့ရှင်တော့နည်းနည်းတော့နောက်ကျနေတယ်ပေါ့နော် sleep training ကဘယ်ကလေးကတော့လုပ်ရမလဲဆို4လအထက်မှာကလေးကစပြီးလုပ်ရတော့ပါမယ်4လအောက်ပေါ့နော်အောက်မှာဆိုလို့ရှင်လည်း sleep training လုပ်ဖို့တမသိတော့သေးပါဘူးဘာလို့ဆိုတော့ sleep training လုပ်တဲ့ခါမှာဆိုရင်သူကနေဘက်ကိုကကြတော့ဒီ no ကိုများများတိုက်ထားပြီးတော့ပေါ့တနေ့ကုန်စိုးရမယ့် no ကိုကြတော့နေဘက်နဲ့မိတ်ခင်ကိုမှကြတိုက်ထားပြီးလို့ရှင်ညဘက်ကိုကကြအနည်းဆုံး6နာရီ9နာရီကြားပေါ့နော်6 to 7 hour ပေါ့အဲ့လောက်ကိုကကြတော့ကလေးကတောက်လျှောက်အိပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညဘက်မှာတစ်ခေါက်ထပြီးတော့ no တိုက်လို့မရတော့ဘူးပေါ့နော် sleep training လုပ်မယ်ဆိုလို့ရှင်အဲအကြောင်းမလို့ဒီကလေးကကြတော့4လနဲ့ထက်မှမစပြီးတော့မှ sleep training လုပ်ရပါမယ်ဘာလို့ဆိုအဲ့ထက်ငယ်တဲ့အချိန်မှာလုပ်တယ်ဆိုလို့ရှင်ကြတော့ကလေးရဲ့ဒီပေါ့တဘာဝအတိုင်းဒီ development အရာဆိုလို့ရှင်လဲညဘက်တောက်လျှောက်မအိပ်နိုင်သေးဘူးနောက်ပြီးတော့လဲခဏအစာရင်လည်းအဲ့လောက်မကြီးသေးတဲ့အတွက်ကြောင့်မလို့ခဏနိုးဆိုးမှပဲရမယ်ပေါ့နော်ငယ်သေးတယ်ဆိုလို့ရှင်အဲအကြောင်းမလို့စိတ်ချရတဲ့အချိန်ကတော့4လနဲ့အထက်ဖြစ်တယ်နောက်ပြီးတော့အနောက်ကျဆုံးကတော့တစ်နှစ်ထိပေါ့နော်ဘာဖြစ်ဆိုတစ်နှစ်ကျော်လာပြီဆိုလို့ရှင်သူတို့တွေကစပြီးတော့မှပြေးတက်လာပြီးနောက်ပြီးလမ်းလျှောက်တက်လာပြီးဆိုတော့ကိုလုံးသမျှကိုကကြတော့အရင်ကြီးပေါ့နော်ပုံစံသွင်းလို့မရတော့ဘူးပေါ့နော်အဲ့တော့အကောင်းဆုံးကတော့4လကနေတစ်နှစ်အောက်ထိဖြစ်ပါတယ်အဲ့တော့ method တွေမှာဆိုလို့ရှင်တော့ method တွေကတော့အများကြီးရှိရပေါ့နော်ဒီတော်တော်များများအသုံးများတဲ့ method ကတော့ဒီ chronic out ရဲ့ဒီငိုကျင်တဲ့လောက်ငိုပေါ့နော်ဝင်မကြည့်တဲ့ method ရဲ့နောက်ပြီးတော့ faber method ပေါ့နော်အစာပိုင်းမှာတော့ခဏဝင်ကြည့်ပေးတဲ့ method ပေါ့နော်နောက်ပြီးတော့ chair method ပေါ့နော် chair method ကတော့ဒီကလေးရဲ့ဒီအိတ်ခမ်းထဲမှာဝင်ပြီးထိုင်နေပေးတဲ့ method ပေါ့နော်ဒီလိုမျိုးတွေရှိတယ်နောက် sleep training လုပ်တဲ့အခါမှာဆိုရင်လည်းလိုအပ်ချက်ပေါ့နော်ဒီအခန်းရဲ့ setup တွေလိုအပ်ချက်တွေလည်းရှိသေးတယ်ပေါ့နော်အဲ့တော့ကိုကလေးကကြတော့ sleep training လုပ်ပေးခြင်းနဲ့နိုင်ငံခြားရောက်နေလို့တကူတည်းဖြစ်နေတာဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ကလေးကိုသူ့ဘက်သူအိတ်ဖို့အတွက် plan ထားရဲဆိုလို့ရှိရင်ဒေါက်တာကိုယ်တိုင်ဖွင့်ထားတဲ့ဒီ sleep training နဲ့ပတ်သက်တဲ့သင်တန်းလေးရှိပါတယ်အဲ့တော့အဲ့သင်တန်းထဲမှာဆိုလို့ရှိရင်ကိုဘယ် method ကိုရွေးရမလဲဘာတွေလိုအပ်ချက်ရှိလဲအဲ့လိုမျိုးတွေကိုတေချာလေးလေ့လာနိုင်မှာဖြစ်ပြီးတော့မှအကောင်းဆုံးကတော့လုံးမယ်ဆိုမှလေ့လာတာမျိုးမဟုတ်ဘဲနဲ့ကြိုတင်လေ့လာထားတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ partner နဲ့ရောဒါမှမဟုတ်လည်းအိမ်သားရဲ့ရှေ့ဆိုကိုယ့်အိမ်သားရဲ့နဲ့ကြိုတင်တိုင်ပင်ထားပြီးတော့မှဒီဘယ် method ကတော့ဘယ်လိုရှိရဲဆိုတာပြောထားပြီးတော့မှစမယ်ဆိုလို့ရှိရင်တော့ကလေးကကြတော့သူ့ဘာသာသူပေါ့နော်အခန်းထဲမှာအိတ်ဆက်တဲ့ဟာမျိုးချောသိပ်စရာမလိုပဲအိတ်တာမျိုးကိုအောင်မြင်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်